ဝါချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေကအဆောင်နှက်တွေရဲ့မေတ္တာလည်းရအောင်ယူရတယ်အဆောင်နှက်တွေမရှိဘူးလားကိုယ်ဆောင်နှက်တို့အိမ်ဆောင်နှက်တို့ကျောင်းဆောင်နှက်သစ်ပင်ဆောင်နှက်ရှိလားမရှိဘူးလားကိုယ်ဆောင်နှက်ကဘာမှနေကိုမနေတယ်ဆိုဒီလောက်နန်းဆိုဘယ်သူကနေမှာနော်နတ်တွေကအသံကြိုက်တယ်လေဒါကြောင့်မို့ဘုရားတရားလာနိုင်တော့စနိုင်ကြုံမှလာနာလေကိုမနေတယ်ဆိုတော့ကိုနဲ့ကပ်ပြီးနေတယ်ကိုနဲ့ကပ်နေအိမ်နံသွားလဲတွေ့နေရမှာမလို့အဲ့လိုမဟုတ်ဘူးလေနော်ကိုရဲ့အနီးနားမှာကိုကိုစောင့်ကြည့်ပြီးနေတဲ့သဘောကိုစောင့်နှက်လို့ခေါ်တာကိုကိုစောင့်ရှောက်နေတဲ့နတ်တွေကိုပြောတာလေတဆူတည်းမဟုတ်ဘူးနော်အများကြီးရှိတယ်အများကြီးရှိတယ်မျက်လုံးပေါင်းမြောင်များစွာနဲ့ရှိတယ်နတ်တွေကလေကောင်းတဲ့နတ်တွေလေဆိုးတဲ့နတ်တွေလေရှိတာလေကိုစောင့်နှက်တဆူတည်းမဟုတ်ကိုနားမှာနေတာတစ်ပင်ဆောင်နှက်လည်းမရှိဘူးလားတစ်ပင်ဆောင်ပမာနေတယ်တစ်ပင်ဆောင်တော့တစ်ပင်နေမှာတစ်ပင်မှာတွဲလောင်းလင်းသွားနေတာမဟုတ်ဘူးနော်တစ်ပင်နဲ့ຫນွယ်ပြီးတော့နေတာတစ်ပင်ဆောင်နှက်မှာနှစ်မျိုးရှိတာခဒေဝအကိုင်းကိုမိပြီးနေတဲ့နတ်ရဲ့ရုက္ခဒေဝအပင်တပင်လုံးကိုမိပြီးနေတဲ့နတ်ဆိုနှစ်မျိုးရှိတာခဒေဝအကိုင်းကိုမိနေဆိုအဲ့အကိုင်းလေးနဲ့နမိတ်ယူပြီးတော့အဲ့မှာဘုံပိတ်မှန်နဲ့နေတာအဲ့လိုဟိုလိုအကိုင်းလေးတွဲလောင်းခိုးပြီးနေတာပြောတာမဟုတ်ဘူးနော်အဲ့နမိတ်လေးယူသူ့ဘုံပိတ်မှန်နဲ့အဲ့တော့တာခဒေဝအကိုင်းကိုမိပြီးနေတဲ့နတ်ကတရားရောက်ကတစ်ပင်ခုတ်တယ်ဆိုအကောင်တကရုံတုံးပြီးအကိုင်းကိုခြိုင်လိုက်တာရှိလားမရှိဘူးလားအဲ့ဒါဆိုရင်သူ့မှာအကိုင်းမိပြီးနေတဲ့နတ်ကအကိုင်းတစ်ခုမှမရှိရင်သူနေလို့မရဘူးတယောက်တချို့ကတစ်ပင်ခုတ်လို့ရှိရင်တကိုင်းလောက်တော့ခြံသားဟေးအဲ့ဒါကနတ်နေကိုင်းဆိုတဲ့စကားကြားဘူးလားအေးအဲ့ဒါနတ်ကိုမိပြီးနေတဲ့နေသွားမထိနဲ့နတ်နေကိုင်းဆိုတာလေသဘောပေါက်လားနတ်နေကိုင်းကြားဘူးတယ်မဟုတ်လားတို့တွေလုံးဝထိလို့မရတဲ့သူတွေကိုအဲ့ဒါလို့တင်စားပြီးတော့လေဒီပုဂ္ဂိုလ်ကတော့နတ်နေကိုင်းမဲ့ဟေးသူသွားထိလို့မရဘူးဆိုတော့ဆရာမကြီးတို့နင်းဝေသွားမလုံးနဲ့အဲ့နတ်နေကိုင်းဆိုပြီးတော့သူကအဲ့လိုပြောတာထိလို့မရတဲ့သူစွမ်းအားတွေရှိတယ်တရားနတ်နေကိုင်းတစ်ပင်နေမှာတကိုင်းလောက်တော့ခြံထားနတ်နေကိုင်းလေးသွားမခုတ်နဲ့ဆိုအဲ့ဒါပြောတာတာခဒေဝလေရုက္ခဒေဝဆိုတပင်လုံးကိုမှီပြီးနေတာဆိုအမြစ်ကလှန်လိုက်အဲ့နတ်ကနေစရာမရှိဘူးဒါကြောင့်တို့တွေတစ်ပင်အကြီးတွေမလွတ်လို့ခုတ်တော်မယ်ဆိုရင်သွားပြီးတော့ညတဲ့သွားပြီး request လုပ်ရတယ်မေတ္တာသွားမေတ္တာရက်ခံဒီပင်ကိုမနဲ့ဖះတင်မှာမလွတ်လို့ဒီတစ်ပင်ကြီးကိုဖယ်ခြင်းလို့ပါနေရာလေးတနေရာရှာပြီးနေပါလို့တရက်လောက်သွားပြောရတယ်အဲ့လိုလွှဲတဲ့ကတချို့နတ်တွေကရှာလို့မရအိမ်မက်လာပေးတယ်သူ့တဲ့အပင်နေရာတနေရာပေးပါလို့ဆိုအဲ့တပင်နေရာပြန်စိုက်ပေးရတယ်အဲ့မှာသွားပြီးနေရတချို့ကလည်းမဖယ်ပေးဘူးရှင်မြတ်အခုမှရောက်တာတပည့်တော်ဒီတစ်ပင်မှာနေတာကြာပြီဆိုတချို့နတ်တွေလည်းရှိတယ်မရဘူးအဲ့လိုဆို request လုပ်တာတချို့ကြောင့်ကမဝါစာနဲ့ဖယ်ရတာရှိတယ်ကြာတဲ့အခါကျသူကဘုံပိတ်မှန်ကြီးလာတာရှိတယ်ပြောချင်တာကတစ်ပင်ကိုမှီပြီးနေရတဲ့နတ်တွေကတစ်ပင်စောင်းနတ်တွေလေအိမ်စောင်းနတ်ကျောင်းစောင်းနတ်ရှိလားမရှိဘူးလားကိုယ်ဆောင်နဲ့ရဲ့တစ်ပင်ဆောင်နဲ့ရဲ့အိမ်ဆောင်နဲ့ရဲ့ကျောင်းဆောင်နဲ့ရဲ့ဆိုတော့ယုတ်ကစိုးနဲ့တရောမရှိဘူးလားတိရကုဆရာတော်ဘုရားကြီးအမြဲအမျှဝေတဲ့ထက်မှာတောင်ဖီလာဆရာတော်ကြီးယုတ်ကစိုးဖြစ်နေဆိုအမျှတန်းဝေတာတွေရှိတယ်လေရှိလားမရှိဘူးလားဆိုတော့အဲ့လိုမျိုးယုတ်ကစိုးရဲ့နှက်သက်တွေကြားတယ်အနက်ဆိုတော့အဲ့ဒီမှာပြောကျင်တာကကိုယ်ဆောင်နတ်ကလေပြိဿကိုရှိလို့သူရောက်လာတာဟုတ်လားမဟုတ်ဘူးလားကိုမမွေးရင်သူမရောက်သေးဘူးလေတစ်ပင်ဆောင်နတ်ဒီတစ်ပင်ရှိလို့သူရောက်လာတာမဟုတ်ဘူးလားအိမ်ဆောင်နတ်ကရောအိမ်ရှိမှသူရောက်လာကျောင်းဆောင်ကကျောင်းရှိမှသူရောက်လာဆိုဒါဆိုရင်ဒီအဆောင်ရှောင်နတ်တွေကသူတို့ကိုယ်တိုင်မှီနေရလားမမှီနေရဘူးလားသူတို့ကမှီပြီးနေရတဲ့ဟာကြတော့ဒုနဲ့လူနဲ့ရှင်သူတို့ကအမှီပြုတဲ့နေရဆိုသူကလူနဲ့ရှင် तू ကပါဝါနှိမ့်တယ်နော်အဲ့အဆောင်တစ်ပင်ဆောင်တဲ့အိမ်ဆောင်နဲ့စတာတဲ့ပါဝါနှိမ့်တဲ့အခါလူတွေအဲ့သူတို့အထက်ကိုမြင့်ပြီးတော့အောက်ကသွားပြီးတော့ထိုင်ရှစ်ခိုးပြီးကြော့နေသားကိုအမေကရှစ်ခိုးတော့သားမှခံရတာတဘောရှိတယ်ကြောင့်မို့တို့တွေကအဲ့ဒီကိုဆောင်နတ်တွေရဲ့မေတ္တာအဆောင်ရှောက်နတ်တွေရဲ့မေတ္တာကိုယူရင်သွားပြီးတော့အဲ့ဥတိုက်ဖို့တဲ့လေသူတို့ကဘာလို့လဲဆိုတော့မေတ္တာပူတာနဲ့ကုသိုလ်အမျှပေးဝေပေးတာအဲ့ဒါလေးရရင်လုံလောက်ပြီဟောပေါ့လားအဲ့တော့နတ်ကနာတွေပွဲအကြီးကျယ်လုပ်ဖို့တဲ့ပိုးကောင်ဝင်တာပါစတဲ့အဲ့ဒါအကြီးကျယ်သူတို့ကနာတွေပေးပြီးဟိုလေးကြောမြောက်စားဖို့တဲ့သူတို့လိုချင်တာမာတယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေရဘူးလားဗမာပါမာတယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေမေတ္တာသုံးမှာပါဠိလေးပါလမ်းပါဘူးလားနေတိုင်းရွတ်နေတာလေအဓိပ္ပာယ်ပါလဲမသိဘူးမလားအရွတ်စားနေတာဆိုဘယ်သိနော်
အနှစ်ကိုစားမယ်မာတာယထာနိယံဗုဒ္ဓအမေကတူးတဲ့သောသားကိုအမေကစောင့်ရှောက်သလိုတဲ့မေတ္တာအားကြီးတဲ့ပုဂ္ဂိုလ်တဲ့အဲစောင့်ရှောက်နတ်တွေကစောင့်ရှောက်ပါတယ်လို့ပြောတာ။အဲတော့နတ်တွေရဲ့မေတ္တာကိုရဖို့ဆိုရင်တို့တွေကခုနလိုကနာပွေးပြီးမြောက်စားဖို့တဲ့လေကိုလှုပ်ထားတဲ့ကုသိုလ်လေးကိုစောင့်နှုတ်အထုအာယုပြီးမေတ္တာပို့သူတို့ကအဲ့ဒါကိုမေတ္တာလေးရရဲ့အမျှလေးပေးဝေတာလေသူတို့ကဓာတုခေါ်လိုက်တယ်သူတို့ရဲ့ဘဝကနေဆန်ညဆန်ခံနေရှိတယ်ဒီကုသိုလ်လေးရရင်သူတို့ကပို့ပြီးတော့တောက်ကြောင်လာအစာဝတ်နေအစဉ်ပြေတဲ့ဘဝိမှန်လေးတောက်ပြောင်လေးဖြစ်လာတော့သူတို့ကအော်ငါတို့ရဲ့ကျေးဇူးရှင်ဒီလူကငါတို့အမြဲတမ်းအမျှအဲ့သူကပို့ဆောင်လျှောက်တယ်အဲ့လိုဆိုရင်တော်တော်လေးနတ်တွေကချစ်တာလေဟုတ်တယ်မလားတို့တွေကလွဲနေတာညောသူတို့ရဲ့မေတ္တာကိုရဖို့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်တိုင်းအမြတ်တမ်းပေးဝေဥစဉ်တရားဝဲလာတယ်ကျိုးလေလေခုနလိုလူရန်ကတ်တာကြာတော့ပြေးတာလေအိမ်ပြောက်မှာဆိုထွက်ပြေးမလို့နဲ့အမျှပေးဝေအမျှဝေပြီးတဲ့ဒီနေ့ဘာလို့ဆိုသူတို့ကကိုနဲ့အတူပါလာတယ်တရားသွားတာသူတို့လည်းလိုက်နာမယ်ပြီးလို့ရှိရင်အမျှဝေတာသူတို့လည်းဓာတုခေါ်မယ်လေအဲ့ဒါတို့ကအမျှဝေတဲ့ချိန်မရှိဘဲနဲ့သွားတော့ဟိုကနတ်ကအမျှမရဘူးလေဓာတုမရတဲ့အခါကျတော့သူတို့လာတာအမောပြရောဟိုလျှောက်ပြေးမနေနာပြီးမှတော့ပြီးတဲ့အထိအမျှဝေပြီးတဲ့နေပြီးတော့ကိုယ့်ရဲ့ကိုယ်ဆောင်တဲ့တဲ့ကပြိဿတ်တွေမြဲမမြဲပုံကိုယ်တွေအမျှတန်းပြေးဝေလိုက်ပိုးပြီးမကောင်းဘူးလားအဲ့ဒါဆိုရင်ကုသိုလ်ကနှစ်ခါတော့ရတာလေတရားနာတဲ့ကုသိုလ်ရဲ့အမျှဝေရတဲ့ကုသိုလ်ရလားမရဘူးလားကြောင့်အဆောင်ရှောင်နဲ့တည်းရဲ့မေတ္တာကိုရဖို့ဆိုရင်ကုသိုလ်ကောင်းမှုလုပ်တိုင်းမေတ္တာပို့ပါပြီးရင်အမျှတန်းပြေးဝေပေးပါအဲ့လိုအမျှတန်းပြေးဝေပေးနေတဲ့ကိုပဲအဆောင်ရှောင်နဲ့တည်းကကိုယ်ချစ်တဲ့အတွက်ကြောင့်မေတ္တာရပါတယ်အဆောင်နဲ့တည်းရဲ့မေတ္တာရဖို့ဆိုရင်အဲ့နည်းနဲ့လည်းယူရမယ်ဟိုလိုမြောက်စားတာတဲ့သူတို့ရချင်မှရတာဆိုတော့ကုသိုလ်ကောင်းမှုလုပ်အမြတ်တမ်းပေးဝေမေတ္တာပို့ရင်ကိုပဲအဲ့ဒီမေတ္တာကိုရပါတယ်